video camera တစ်လုံးဓာတ်ပုံ camera တစ်လုံးနဲ့ရိုက်ရင်ဘလို့မှအဆင်မပြေနိုင်ဘူးလေနောက်ဆုံး final edit ထွက်လာရင်လိုအပ်ချက်တွေကဖြစ်နေမှာပါ client အနေနဲ့ဒါတွေကိုမသိနိုင်ဘူးကျွန်တော်တို့ကရှင်းပြရမယ်ကျွန်တော်ဆိုရင်အများကြီးရှင်းပြတယ် video တစ်လုံးနဲ့ပွဲထွက်တာရိုက်ရင်အဆင်မပြေတာတွေရှိတယ်တကယ်လို့ client အနေနဲ့ budget အတွက်နဲ့ချိန်ပြီးသုံးရတယ်ဆိုရင် video လုံးဝမသုံးချင်မသုံးနဲ့တကယ်လို့သုံးရင်လည်းနှလုံးသုံးဖို့တိုက်တော်တယ်နောက်တစ်ခုရှိသေးတာ short movie လိုချင်ရင် video camera အနေနဲ့3လုံးသုံးမှအဆင်ပြေမယ်နောက်ထပ် video တစ်လုံးထပ်သုံးရမှာပေါ့နော်ဘာဖြစ်လို့လဲနှလုံးသုံးလို့မရအောင်လားသုံးလို့ရတယ်မပြည့်စုံ short movie ရဲ့သဘာဝကကျတော့3 minutes စာပဲပါတာဗျာ video ထဲမှာပွဲတစ်ပွဲလုံးကိုခြုံငုံပြီးတော့ပအောင်ရိုက်ပြရတာတကယ်ရင်ထဲထိတဲ့ headshot တွေပေါ့နော်အဲ့အကွက်တွေပါတယ်အဲ့အတွက် तू ကယူယူတာမှန်သွားတယ်လို့ format သွားလို့မရအောင်တီချောင်တီးတန့်ရိုက်ပေးရတယ်ပွဲစီစဉ်တိုင်းရိုက်နေတဲ့ပုံစံမဟုတ်လို့ short movie လိုချင်တယ်ဆိုရင်နောက်ထပ် camera တစ်လုံးထပ်သုံးဖို့လိုအပ်တယ်